ညင်းနဲ့တန်းကောင်ရန်ရဲ့တိတ်ဆိတ်မှုဟာတအိမ်လုံးကိုလွှမ်းပို့ထားပါတယ်။အပြင်ဘက်မှာလေတိုးတန်တဲ့ကလွဲလို့ဘာအတန်မှမကြားရပါဘူး။အသက်25နှစ်အရွယ်မင်းခန့်တယောက်အိတ်မပျော်နိုင်ပဲကတင်ပေါ်မှာလူးလိတ်နေကြတာနိုင်ဝက်မကတော့ပါဘူး။ရေငတ်လာတဲ့ကြောင့်သူကခန်းပြင်ကိုထွက်လာခဲ့ပါတယ်။အိမ်အောက်ထက်ကထမင်းစားကန်းစီသွားဖို့လေယောက်တိုင်းတိုင်းရှောက်လာရင်နေရာမှာချိတ်ထားတဲ့မှန်တင်ကုံရှေ့ကိုရောက်တဲ့အခါသူမရည်ရွယ်ပဲရက်တန့်သွားမိပါတယ်။အဲ့ဒီမှန်ကရှေးအောင်ပရိဘော်ကတစ်ခုဖြစ်ပြီးသူ့အဖိုးလက်ထက်ကတည်းကရှိခဲ့ပါ။မှန်သားကအနှဲငယ်ညှို့မိုင်းနေပြီမြအရာအားလုံးကိုထင်ထင်ရှားရှားပြန်ဟပ်နေပါတယ်။မင်းခန့်ဟာအမှောင်ထဲမှာမိမိကိုယ်ကိုမှန်ထဲမှာပြန်ကြည့်လိုက်မိပါတယ်။ဒါပေမဲ့တခုခုထူးဆန်းနေသလိုခံစားလိုက်ရပါတယ်။မှန်တဲ့ကသူ့ရဲ့ပုံရိပ်ကသူ့နဲ့တထက်တဲမကျသလိုပဲသူကမျက်တောင်းခတ်လိုက်ပြီးမှမှန်တဲ့ကပုံရိပ်ကတော့မျက်တောင်မခတ်ပဲသူ့ကိုစိုက်ကြည့်နေစေပါ။အေးဆက်တဲ့ခံစားချက်တစ်ခုကသူ့ကြောရိုးတစ်ချောင်းစိမ့်တက်သွားပါတယ်။ငါအိတ်ချင်မူးတူးချင်နေလို့နေမှာပါလို့ကိုနှိမ်ထိန်ရဲ့မျက်နာထပ်ထိုမှန်ရှိကိုပို့တိုးသွားလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲမှန်တဲ့ကပုံရိပ်ရဲ့နှုတ်ခမ်းတောင့်တွေကအနှဲငယ်ကွေးတက်သွားတာကိုသူမြင်လိုက်ရပါတယ်။အဲ့ဒါဟာပြုံးတာမျိုးမဟုတ်ဘဲလှုံပြောင်းတယ်လို့မျိုးဖြစ်နေပါတယ်။မင်းခန့်ရဲ့ရင်ပါထဲမှာဒိတ်ခနဲ့ဖြစ်သွားပြီးအသက်ရှူရမတတ်ထိတ်လန့်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲမှန်ပြင်းပေါ်မှာငွေ့ရည်ဖွဲ့တယ်လို့မျိုးဝေဝါလာပြီးစလုံးတချို့ပေါ်လာပါတယ်။မင်းနောက်ကျသွားပြီတဲ့မင်းခန့်ရဲ့နောက်ကျောမှာတစုံတယောက်ရှိနေတယ်လို့မျိုးအငွေ့အသက်ကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရပါတယ်။မင်းခန့်ရဲ့တကိုယ်လုံးတောင့်တင်းသွားပြီးလှဲ့ကြည့်ဖို့တော့တတိမရှိတော့ပါဘူး။နောက်ကျောကနေအေးဆက်ဆက်အသက်ရှူထန်လိုမျိုးခတ်တိုးတိုးအတန်ကိုကြားနေတယ်လို့ပဲ။သူအားတင်းပြီးနောက်ကိုဖြည်းဖြည်းချင်းလှဲ့ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိနေပါဘူး။အမောင်ထုကိုလွယ်လို့ဘာမှမရှိတဲ့လေအောက်တိုင်းကိုကြည့်ပြီးသူတက်ပြင်းချလိုက်မိပါတယ်။ဒါပေမဲ့သူမှန်ဘက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သွေးပြက်မတက်ဖြစ်ရပါတော့တယ်။မှန်ထဲမှာမြင်နေရတာဟာသူ့ပုံရိပ်မဟုတ်တော့ပါဘူး။ဖြူဖြော့ပြီးအသားရည်တွေတွန့်လိုက်နေတဲ့လူအိုကြီးတစ်ခုဖြစ်နေပါတယ်။အဲ့ဒီလူအိုကြီးရဲ့မျက်လုံးတွေကနေရဲနေပြီးမင်းခန့်ကိုမုံတီးမှုတွေအပြည့်နဲ့စိုက်ကြည့်နေတာပါ။အဆိုးဆုံးကတော့အဲ့ဒီပုံရိပ်ကမှန်တဲ့ကလက်တစ်ဖက်ထွက်လာဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။မှန်ပြင်းကရေပြင်းလိုမျိုးလွှမ်းထွားပြီးဖြူရရောတဲ့လက်ချောင်းရှည်ကြီးတွေကမှန်ပေါင်းကိုအားပြုပြီးအပြင်ကိုတိုးထွက်လာဖို့ရုန်းကန်နေပါတယ်။မင်းခန့်နောက်ကိုလန့်ဖြန်းကြီးဆုပ်လိုက်ပေမဲ့ခြေထောက်တွေကမခိုင်တော့ပဲချမ်းပြင်ပေါ်လေးကျသွားပါတယ်။ပါဇက်ကနေအော်ဟစ်ဖို့ကြိုးစားပေမဲ့အတန်ကထွက်မလာပါဘူး။လက်ချောင်းထဲမှာတခုခုကတဆုပ်နေတယ်လို့မျိုးခံစားနေရပါတယ်။မှန်တဲ့ကလူဦးကြီးကတဖြည်းဖြည်းနဲ့မှန်ပြင်းအပြင်ကိုခေါင်းပြူထွက်လာပါတယ်။သူ့ရဲ့မျက်နှာကမင်းခန့်ရဲ့မျက်နှာနဲ့လက်မအနှဲငယ်အကွာအထိကတ်လာပြီးအကွက်ကွဲအားကြီးတဲ့ငါနေရာကိုမင်းယူရမယ့်အချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်။အဲ့ဒီအတန်ဟာနားထဲမှာမဟုတ်ဘဲမင်းခန့်ရဲ့ဦးနောက်ထဲအထိတိုးဝင်လာသလိုခံစားလိုက်ရပါတယ်။မင်းခန့်ဟာကြောက်လန့်တရာနဲ့ချမ်းပြင်ပေါ်မှာနောက်ဆုတ်ပြီးအိတ်တာခန့်ထဲကိုပြေးဝင်ကတကားကိုကြောက်ပစ်လိုက်ပါတယ်။ရင်ဘတ်ထဲမှာနှလုံးခုန်တန်းကစီးကြမမှန်တော့ပဲတဒိန်းတိန်နဲ့အပြင်ကိုထွက်အတက်ခံစားနေရပါတယ်။သူအသက်ကိုပြင်းပြင်းရှူပြီးတကားကိုကြောမိထားမိပါတယ်။ဒါတွေကအိမ်မက်ပဲဖြစ်ရမယ်။ငါအိမ်မက်နေတာလို့တတွတ်တွတ်ရေရွက်နေမိပါတယ်။ဒါပေမဲ့အိတ်တာခန့်ထဲကမှန်တိတ်လေးတစ်ခုကနေကုတ်ချက်တန်လူမျိုးအတန်တစ်ခုထွက်လာပါတယ်။မင်းခန့်တုံတုံရီရီနဲ့မောက်ကြည့်လိုက်တဲ့အခါအဲ့ဒီမှန်သေးလေးကလည်းစောစောကတိုက်ဝေးဝါလာပြန်ပါတယ်။မှန်ထဲမှာပေါ်လာကသူ့ရဲ့ပုံရိပ်မဟုတ်ပဲအနက်ရောင်အရိပ်တစ်ခုဖြစ်နေပါတယ်။အဲ့ဒီအရိပ်ကမှန်တဲ့ကလက်ထီးနဲ့ထုတ်ရိုက်နေသလိုမှန်ပြင်းတစ်ခုလုံးတုံခံနေပါတယ်။ခွန်းဆိုတဲ့အတန်နဲ့မှန်ပြင်းမှာအကျန်းတစ်ခုပေါ်လာပြီးအဲ့ဒီအကျန်းကြားကနေသွေးလိုမျိုးအနီရောင်အရည်လေးစိမ့်ထွက်လာပါလေ။မင်းခန့်ကြောက်လန့်တရာနဲ့အိတ်တာတကားကိုပြန်ဖွင့်ပြီးအခန်းထဲကိုပြေးဝင်ခြင်းဖို့ရှုပ်ဆုံနေတဲ့အချိန်လေယောက်တိုင်းတစ်ခုလုံးကအရင်လိုမဟုတ်တော့ပဲပိုပြီးရှည်လင်းလာသလိုပိုပြီးမှောင်မဲလာသလိုခံစားရပါတယ်။သူပြေးနေပေမဲ့အခန်းတကားစီကိုမရောက်နိုင်ပဲဖြစ်နေပါတယ်။နောက်ကျောကနေခြ
ခြေတံပြင်းပြင်းဒီလိုက်လာတာကိုကြားနေသလိုအေးဆက်တဲ့လက်တစ်ဖက်ကသူ့ရဲ့ပခုံးကိုလှမ်းကိုင်လိုက်တဲ့အခါမင်းခန့်ဟာအော်ဟစ်ရင်လေးကျသွားပါတော့တယ်တအိမ်လုံးမှာသူ့ရဲ့အော်ဟစ်တန်ကပဲ့တင်ထနေပေမဲ့ဘယ်သူမှကြားနိုင်ပုံမပေါ်ပါဘူးမင်းခန့်လဲကြနေရကနေအာယူပြီးယုံထလိုက်ပေမဲ့ပတ်ဝန်းကျင်တစ်ခုလုံးကရုတ်တရက်ဖြောင်းလဲသွားပါတယ်အိမ်ရဲ့လျှောက်တိုင်းဟာပုံမှန်ထပ်ပိုမိုကျင်းမြဲလာပြီးနေရန်တွေကသူ့ကိုဝါမျောတော့မယ်လို့နီးကပ်လာပါတယ်သူအတင်းယုံကန်ပြီးမိမိအခန်းစီအရောက်ပြေးကတကားကိုဝုန်းကနေပိတ်လိုက်ပါတယ်အခန်းထဲမှာသူတယောက်တည်းရှိနေတာတောင်လုံခြုံတယ်လို့မခံစားရပါဘူးအခန်းတောင်မှာရှိတဲ့မှန်တင်ကုန်ကြီးကသူ့ကိုစိုက်ကြည့်နေတယ်လို့မျိုးခံစားချက်ကြီးကကြီးစိုးနေပါတယ်သူကတင်ဘောက်ကိုတက်ပြီးစောင်းနဲ့ခေါင်းမီးချုံလိုက်ပါတယ်ဒါပေမဲ့တိတ်ဆိတ်မှုထဲမှာ shep ဆိုတဲ့အတန်ကိုကြားလိုက်ရပြန်ပါတယ်အဲ့ဒါဟာတစုံတစ်ယောက်ကမှန်ပြင်ပေါ်မှာလက်တကွဲနဲ့ကုတ်ချနေတဲ့အတန်မျိုးပါပဲမင်းခန့်ဆောင်းကိုအသားလေးဟလိုက်တဲ့အခါမှန်တင်ကုန်ရှေ့မှာရက်နေတဲ့သူ့ရဲ့ကိုယ်ဘွားပုံရိပ်ကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ထူဆန်းတာကအဲ့ဒီပုံရိပ်ကမှန်ထဲမှာရှိနေတာမဟုတ်ပဲမှန်ပြင်အပြည့်မှာအခန်းထဲမှာရက်နေတာပါမှန်ထဲမှာတော့ဘာပုံရိပ်မှမရှိပဲလက်ဟာရအမောင်တူကြီးတာဖြစ်နေပါတယ်အခန်းထဲမှာရက်နေတဲ့သူ့ရဲ့ပုံရိပ်ကဖြည်းဖြည်းချင်းလှဲ့ပြီးမင်းခန့်ကိုကြည့်ပြီးပြုံးပြလိုက်ပါတယ်အဲ့ဒီအပြုံးကပါဇက်နာအထိတက်ချိတ်သွားပြီးလူသားတစ်ယောက်ရဲ့အပြုံးနဲ့လုံးဝမတူပါဘူးမင်းရဲ့ကိုယ်ခန္ဓာဟာနှွေးထွေးလိုက်တာလို့အဲ့ဒီပုံရိပ်ကတိုးတိုးနီးပြောလိုက်တဲ့အခါမင်းခန့်ရဲ့အသားတွေတစ်ဆက်ဆက်တုံလာပါတယ်အဲ့ဒီအရာကမင်းခန့်စီကိုတစ်ချက်လောင်းချင်းတိုးကပ်လာတဲ့အချိန်သူ့ရဲ့လက်ချောင်းတွေကချွန်ထက်တဲ့ဓားမြောင်းတွေလိုပြောင်းလဲသွားပါတော့တယ်အဲ့ဒီအရာကမင်းခန့်စီကိုတဖြည်းဖြည်းနဲ့တိုးကပ်လာတဲ့အချိန်အခန်းထဲကလေတုဟာလည်းရေခဲကမြအေးဆက်လာပါတယ်မင်းခန့်ဟာကဒင်တောက်မှာကတ်နေပြီးတုံကြီးနေတဲ့လက်တွေနဲ့ဘေးနားကလီပန်းကိုဆွဲယူပြီးအဲ့ဒီအရာစီကိုလှမ်းပြောက်လိုက်ပါတယ်ဒါပေမဲ့လီပန်ကအဲ့ဒီကိုဘွားရဲ့ခန္ဓာကိုယ်ကိုဖောက်ထွက်သွားပြီးနေရန်ကိုတွားမှန်ပါတယ်အဲ့ဒီအရာကရုပ်ဝတ္ထုတစ်ခုမဟုတ်ဘဲဝိညာဉ်လိုမျိုးအငွေ့အတက်တစ်ခုပါပဲမင်းယုံကန်လေငါပို့ပြီးအားရှိလေပဲလို့အဲ့ဒီပုံရိပ်ကအကွက်ကွဲအတန်နဲ့ပြောလိုက်ပါတယ်တစ်ချိန်တည်းမှာပဲအခန်းထဲကမှန်တင်းခုံကြီးကတန်းလက်လိုက်တစ်ခုလိုမင်းခန့်ကိုစတင်ဆွဲငင်နေပါတယ်မင်းခန့်ဟာကဒင်တိုင်ကိုအတင်းဖတ်ထားပေမဲ့မမီနတ်အင်ဟာတစ်ခုကသူ့ကိုမှန်ပြင်းစီကိုဆွဲခေါ်နေပါတယ်သူရဲ့ခြေထောက်တွေဟာချမ်းပြင်ကနေကြွတက်လာပြီးမှန်ပြင်တဲ့ကိုစတင်နှစ်ဆင်သွားပါတယ်ကဲကြပါအောင်လို့သူအော်ဟစ်ပေမဲ့အတန်ကအခန်းပြင်ကိုထွက်မလာပါဘူးမှန်ပြင်ကရေပြင်လိုမျိုးပျောက်ဖွဲနေပြီးမင်းခန့်ရဲ့တကိုယ်လုံးကိုတဖြည်းဖြည်းနဲ့ဝါမျောနေပါတယ်အပြင်ဘက်မှာကြံခဲ့တဲ့သူ့ရဲ့ကိုပွားကြီးကတော့မင်းခန့်ရဲ့အဝတ်စားတွေကိုတက်ရအောင်ပြန်ပြင်လိုက်ပြီးမှန်တဲ့မှာနှစ်စင်းနေတဲ့မင်းခန့်ကိုကြည့်ပြီးသွေးအေးနဲ့နှုတ်ဆက်လိုက်ပါတယ်အခုကစပြီးငါကမင်းခန့်မင်းကတော့မှန်တဲ့ကအရေးပေါ်လို့မင်းခန့်ရဲ့မြင်ကွင်းတွေဟာတဖြည်းဖြည်းနဲ့အမှောင်ကျသွားပါတော့တယ်မင်းခန့်မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါသူဟာလုံးဝခြားနားတဲ့ကဘာတစ်ခုတည်းကိုရောက်နေတာကိုသိလိုက်ရပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးကအယောင်အသွေးမရှိပဲခဲရောင်တန်းနေပြီးအရာအလုံးကပြောင်းပြန်ဖြစ်နေပါတယ်သူဟာသူ့အခန်းထဲမှာပဲရှိနေသေးတာမှန်ပေမဲ့အရာရာကပုံပြက်ပန်းညံ့နဲ့ဝေဝိုင်းနေပါတယ်သူအခန်းတကားကိုပြေးဖွင့်ဖို့ကြိုးစားပေမဲ့တကားကနေရန်မှာဆွဲထားတဲ့ပကြီးကားတစ်ချက်လိုခိုင်မာနေပြီးဖွင့်လို့မရပါဘူးသူရှေ့မှာတော့အေးရမှမှန်ပြင်းကြီးတစ်ခုရှိနေပါတယ်အဲ့ဒီမှန်ပြင်းရဲ့တစ်ဖက်မှာတော့သူ့ရဲ့ပုံရိပ်ကြီးကမင်းခန့်ရဲ့ကတင်ပေါ်မှာအေးအေးဆေးဆေးထိုင်နေတာကိုမြင်နေရပါတယ်အဲ့ဒီအရာကမင်းခန့်ရဲ့လက်ကင်ဖုံးကိုကောက်ကင်ပြီးတစုံတယောက်စီစာရိုက်နေတာကိုမြင်နေရပါတယ်မင်းခန့်ဟာမှန်တားပြင်ကိုအတင်းထူရိုက်ပြီးငါ့ကိုပြန်လွတ်ပေးအပြင်ကိုပြန်လွတ်ပေးလို့အော်ဟစ်ပေမဲ့မှန်တစ်ဖက်ကအတူရောင်မင်းခန့်ကတော့ဘာမှမကြားရတယ်လို့မျိုးပြုံးမြဲပြုံးနေစေပါရုတ်တရက်အဲ့ဒီအရာကမှန်နာကိုတိုးကပ်လာပြီးမင်းခန့်ကိုစိုက်ကြည့်လိုက်ပါတယ်ဒီထဲမှာနေရတာပျော်စရာကောင်းမှာပါမင်းရဲ့မိဘတွေမင်းရဲ့တငယ်ချင်းတွေအားလုံးကိုငါကပဲဆက်ပြီးပြုစုစောင့်ရှောက်သွားမှာမို့လို့စိတ်မဖြူနဲ့လို့အတန်မထွက်အောင်နှုတ်ခမ်းလုံယုံနဲ့ပြောလိုက်ပါတယ်
မင်းခန့်ဟာမှန်ထဲမှာပိတ်မိနေတဲ့တားကောင်တစ်ကောင်လိုအသေးသားညွန်းကန်နေပေမဲ့သူ့ရဲ့လက်ချောင်းတွေဟာမှန်သားပြင်ထဲမှာတဖြည်းဖြည်းအရေးပြောပြီးကတ်ညှိသွားသလိုခံစားလာရပါတယ်။အပြင်လောကကအလင်းလိုက်အောင်ဟာသူ့အတွက်တော့တဖြည်းဖြည်းဝေးသွားပါတော့တယ်။မင်းခန့်ဟာမှန်ပြင်ရဲ့အတွင်းဘက်အမောင်ထုထဲမှာအသက်ရှူရကြက်လာပါတယ်။သူရှိနေတဲ့နေရာဟာအနံ့အလျားမရှိတဲ့ဟင်းလင်းကြီးတစ်ခုလိုပါပဲ။ထူးဆန်းလာကသူ့ရဲ့ခြေထောက်အောက်မှာချမ်းမြေမရှိပေမဲ့သူဟာလေထဲမှာရပ်နေတယ်လို့မျိုးခံစားနေရပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးမှာသူ့နဲ့အတူပိတ်မိနေတဲ့တခြားပုံရိပ်တွေကိုလည်းဝိုးဝါးတဝါမြင်နေရပါတယ်။အဲ့ဒီပုံရိပ်တွေဟာလည်းသူတို့ရဲ့ကိုယ်ပိုင်မှန်ချက်ကြီးတွေရှေ့မှာအသေးအံထူရိုက်နေကြတဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်။အပြင်လောကမှာတော့အတူအယောင်မင်းခန့်ကမှန်တင်ကုန်ရှေ့မှာဇက်ပြီးသူ့ရဲ့မျက်နှာတစ်ပုံသွားတိုက်ပုံတွေကိုတပုံစံတစ်မျိုးဖြစ်အောင်လေ့ကျင့်နေပါတယ်။သူကမှန်တဲကမင်းခန့်ကိုကြည့်ပြီးလောင်ပြုံးလိုက်ကအခန်းအပြင်ကိုထွက်သွားပါတယ်။မင်းခန့်ဟာမှန်ပြင်ကိုအဆက်မပြတ်ထူရိုက်ရင်းနဲ့အပြင်ကအတန်တွေကိုနားဆွင့်နေမိပါတယ်။သူ့အမေကလေကားကနေလှမ်းခေါ်တဲ့အတန်ကိုကြားလိုက်တဲ့အခါမင်းခန့်ရင်ထဲမှာဘုံတစ်လုံးပေါက်ကွယ်သွားသလိုခံစားလိုက်ရပါတယ်။ဒါမင်းခန့်နိုးပြီလားလီစင်းလာခဲ့တော့လီလို့အမေကပြောလိုက်တဲ့အတန်ဟာမှန်သားပြင်ကိုဖြတ်ပြီးအကွက်ကွဲနဲ့ဝင်လာပါတယ်။မင်းခန့်ဟာအတင်းအော်ဟစ်ပြီးအမေအဲ့ဒါသားမဟုတ်ဘူးထို့ကိုအနာမကတ်နဲ့လို့ပြောပေမဲ့အပြင်လောကမှာတော့ဘာအတန်မှထွက်မသွားပါဘူးအတူအယောင်မင်းခန့်ကအမေစီကိုလေကားကနေဆင်းသွားပြီးဟုတ်ကဲ့အမေလာပြီလို့မင်းခန့်ရဲ့အတန်နဲ့တစ်ထပ်တဲပြောလိုက်ပါတယ်မင်းခန့်ဟာမှန်ထဲမှာဒူးထောက်လဲကျသွားပြီးသူ့ဘဝကိုဒဇိန်တယောက်ကခိုးယူသွားတာကိုကြည်နေုံတလောက်ပဲဘာမှမတတ်နိုင်တော့ပါဘူးမင်းခန့်ဟာအာရော်ပြီးငိုကြွေးနေသုံးစားမှာပဲသူ့ဘေးနားကနေရှိုက်တန်တဲ့ကိုကြားလိုက်ပါတယ်သူလှည့်ကြည့်လိုက်တဲ့အခါသူ့လိုပဲမှန်ကဘာထဲမှာပိတ်မိနေတဲ့တခြားလူတွေကိုမြင်လိုက်ရပါတယ်သူတို့အားလုံးဟာမျက်နှာမဲ့နေတဲ့အရေးကလေးလိုဖြစ်နေပြီးအားလုံးရဲ့မျက်လုံးတွေဟာဒေါင်မဲနေပါတယ်မင်းတယောက်တည်းမဟုတ်ဘူးဆိုတဲ့အတန်တစ်ခုကသူ့ခေါင်းထဲကိုတိုးဝင်လာပါတယ်အဲ့ဒါကသူ့အနားမှာရှိနေတဲ့မင်းကလေးတယောက်ရဲ့ပုံရိပ်စီကလာတာပါသူမကမှန်ပြင်းရဲ့အကျန်းလေးအခုကိုညွန့်ပြပြီးဒီကဘာကထွက်ပေါက်ရှိတယ်ဆိုတာကိုဒါပေမဲ့အဲ့ဒါကအပြင်ကလူကမှန်ကိုရိုက်ခွဲမှပဲရမှာပါလို့ပြောပါတယ်မင်းခန့်ဟာအားတတ်သွားပြီးမဲ့ချက်ချင်းပဲစိတ်ပြတ်သွားပြန်ပါတယ်အပြင်ကအတူយ៉ាងမင်းခန့်ကမှန်ကိုဘယ်တော့မှရိုက်ခွဲမှမဟုတ်တာသူသိနေလို့ပါဒါပေမဲ့အဲ့ဒီမင်းကလေးကဆက်ပြောပါတယ်မှန်ကိုအပြင်ကလူမီးဟောင်းတခုခုလုပ်ရမယ်မှန်ထဲမှာမင်းရှိနေတာကိုသူတို့သိသွားအောင်လုပ်ရမယ်တဲ့မင်းခန့်ဟာအကြမ်းတစ်ခုရသွားပါတယ်သူဟာမှန်ပြင်သားကိုအပြေးသွားပြီးသူ့ရဲ့အသက်ရှူနှိမ့်နဲ့မှန်သားပြင်ကိုမှုတ်ထုတ်လိုက်ပါတယ်မှန်သားပြင်ပေါ်မှာငွေရည်တွေဖုံးလန်းသွားတဲ့အချိန်မှာသူကလက်ညှိုးချင်းနဲ့အသေးအံစာရိုက်လိုက်ပါတယ်ငါမင်းခန့်ပါလို့စာလုံးကိုပြောင်းပြန်ရေးလိုက်ကပါအပြင်လောကမှာတော့အတူရောင်မင်းခန့်ကအခန်းထဲကိုပြန်ဝင်လာပြီးမှန်ပေါ်ကစာလုံးကိုမြင်သွားပါတယ်သူရဲ့မျက်နှာကချက်ချင်းဆိုလာနဲ့ဒေါသကြောင့်ပုံပြက်ပြားသွားပြီးမှန်တဲကမင်းခန့်ကိုတက်ဖြတ်မဲဆိုတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ပါတော့တယ်အတူရောင်မင်းခန့်ဟာဒေါသတကြီးနဲ့မှန်ပြင်ရှေ့ကိုတိုးကပ်လာပြီးသူ့ရဲ့လက်သိမ်းတွေနဲ့မှန်ပေါ်ကစာလုံးတွေကိုအတင်းအသက်မှပွတ်ဆွဲဖျက်ဆီးပစ်လိုက်ပါတယ်မင်းကငါ့ကိုအာခံချင်တာလားလို့သူကနှိမ်စေးဒီနဲ့ဂရင်းမောင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအပြင်ကနေတကားခောက်တန်ထွက်ပေါ်လာပါတယ်မင်းခန့်ရဲ့ညီမလေးကအခန်းထဲကိုဝင်လာပြီးအကိုအလော့မှာအမေစောင့်နေတာလေဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်မင်းခန့်ဟာအာကုံစုံပြီးမှန်ကိုအတင်းထူးရိုက်ပြီးညီမလေးရဲ့အကြည့်ကိုဆွဲဆောက်ဖို့ကြိုးစားပါတယ်သူဟာမှန်ထဲနာနေလက်အမူရပြနေဒါအကိုမဟုတ်ဘူးဒါအကိုမဟုတ်ဘူးလို့ပြောဖို့ကြိုးစားပေမဲ့ညီမလေးကတော့မှန်ထဲကိုမကြည့်ပဲအတူအယောင်မင်းခန့်ကိုပဲကြည့်နေပါတယ်အတူအယောင်မင်းခန့်ကတော့ချက်ချင်းဆိုလာနဲ့မျက်နှာကိုပုံမှန်အတိုင်းပြန်ပြင်းလိုက်ပြီးအေးပါအကိုလာခဲ့မယ်မျက်နှာခန္ဓာတိနေလို့နူးနူးညံ့ညံ့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့ညီမလေးကလွှဲ့အထွတ်မှာမှန်တင်ကုံဘောကထူးထူးဆန်းဆန်းအနည်းအသက်ကိုတတိထားမိသွားပုံရပါတယ်သူမကခြေလန်းတုံသွားပြီးမှန်တဲကိုဖြည်းဖြည်းချင်းလွှဲ့ကြည့်လိုက်ပါတယ်မင်းခန့်ဟာအခွင့်အရေးကိုလက်မလွတ်ပဲသူ့ရဲ့လက်ကဝတ်မှာပတ်ထားတဲ့ညီမလေးလက်ဆောင်ပေးထားတဲ့ကျိုးလေးကိုမှန်သားပြင်းနဲ့ကတ်ပြီးပြလိုက်ပါတယ်ညီမလေးရဲ့မျက်လုံးတွေပြူးကျသွားပြီးမှန်ထဲကလူဟာသူမရဲ့အကိုအစ်စ်ဖြစ်နေတာကိုရိပ်မိသွားပုံရပါတယ်အတူရောင်မင်းခန့်ကတော့ဒါကိုတတိမထားမိစေပါညီမလေးကထိတ်လန့်သွားပေမဲ့ပါးနတ်စွာနဲ့ဘာမှမသိတယ်လို့ဟန်ဆောင်ပြီးအခန်းအပြင်ကိုအမြန်ထွက်သွားပါတယ်အတူရောင်မင်းခန့်ကတော့အောင်မြင်သူတယောက်လိုပြုံးရင်း
သူမနားကိုလိုက်သွားခဲ့ပါတယ်မှန်တယ်မှာကြံခဲ့တဲ့မင်းခန်းကတော့မျောလင့်ချက်အနှဲငယ်နဲ့စောင့်ဆိုင်နေမိပါတယ်မိနစ်အနှဲငယ်အကြာမှာပဲအခန်းတကားဝုန်းကနေပွင့်သွားပြီးညီမလေးကလက်ထဲမှာထင်းခေါတ်ပွန်ဆိုင်တဲ့လန့်ကိုကင်ပြီးပြေးဝင်လာပါတယ်သူမနောက်မှာတော့အတူအယောင်မင်းခန်းကဒေါသတကြီးနဲ့လိုက်ပါလာပြီးသူမကိုတားဆီးဖို့ကြိုးစားနေပါတယ်ဒါအကိုမဟုတ်ဘူးနင်ဘသူလဲလို့ညီမလေးကအော်ဟစ်နေရင်အတူအယောင်မင်းခန်းကိုတွန်းထုတ်လိုက်ပါတယ်အတူအယောင်မင်းခန်းရဲ့မျက်နှာကလူနဲ့မတူပဲအရေးပြောကြသလိုပုံပြက်ပလားသွားပြီးညီမလေးစီကိုခုံအုပ်ဖို့ဖြစ်လိုက်တဲ့အချိန်မှာညီမလေးကအားကုန်ဆုံးပြီးလက်ထဲမှာပုတ်စိတ်နဲ့မှန်တင်ကုန်းစီကိုလွှဲရိုက်လိုက်ပါတော့တယ်ခွန်းဆိုတဲ့နားကွဲမတတ်အကြီးအောင်ကမှန်သားပြင်ကြီးကအပိုင်းပိုင်းအဆအစာကွဲအပ်သွားပါတယ်ရုတ်တရက်လေပြင်းတွေတိုက်ခတ်လာပြီးမှန်တဲ့ကအမောင်တို့ဟာအပြင်ကိုပေါက်ထွက်လာသလိုခံစားလိုက်ရပါတယ်မင်းခန့်ဟာပြင်းထန်တဲ့ဆွဲငင်မှုတစ်ခုနဲ့ရှေ့ကိုလွန်သွားပြီးမြေပြင်နဲ့စောင့်ကြသွားပါတယ်။သူမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါသူ့အခန်းထဲမှာချမ်းပြင်ပေါ်မှာရောက်နေတာကိုသိလိုက်ရပါတယ်။သူ့ဘေးနားမှာတော့မှန်ကွဲစတွေပြန်ကျဲနေပြီးအတူအယောင်မင်းခန့်ကအမွေပြန့်တယ်လို့မျိုးလေထဲမှာပျောက်ကွယ်သွားပါတယ်။ညီမလေးကမင်းခန့်ကိုပြေးဖတ်ပြီးငိုချလိုက်ပါတယ်။မင်းခန့်ဟာအသက်ကိုဝါဝရှူပြီးကွဲအံ့နေတဲ့မှန်သားစလေးကိုကြည့်လိုက်တဲ့အခါအဲ့ဒီထဲမှာဘာပုံကြီးမှထပ်မပေါ်လာတော့တာကိုတွေ့ရပါတယ်။သူဟာလောက်ဆုံးတော့လွတ်မြောက်သွားပါပြီ။အပြင်ဘက်မှာနေရောင်ကြီးနုနုလေးကပြတင်းပေါက်ထဲကနေဖြာကျလာပြီးကြောက်မက်ဖွယ်ညတာကြီးပြီးဆုံးသွားခဲ့ပါတယ်။မင်းခန့်ဟာသူ့ဘဝကိုပြန်ရပြီမဲ့အဲ့ဒီနေ့ကစပြီးဘယ်မှန်ကိုမှကြက်ကြစိုက်မရတော့ပါဘူး။အခုဆိုရင်တော့မှန်ပြင်နောက်ကမျက်လုံးများဆိုတဲ့ကြောက်မက်ဖွယ်ကြောက်လန်းဆက်လေးကဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီ။မိမိရဲ့ပုံရိပ်အစစ်ကိုပြန်လည်ရရှိဖို့အသက်ဘေးနဲ့ရင်းပြီးရုန်းကန်ကြရတဲ့မင်းခန့်ရဲ့ဖြစ်စဉ်ဟာကျွန်တော်တို့ပတ်ဝန်းကျင်ကတာမန်မှန်ချက်ကြီးတွေနောက်မှာဘာတွေရှိနေမလဲဆိုတာကိုသတိပေးနေတာပဲဖြစ်ပါတယ်။ပရိသတ်တို့လည်းနောက်တစ်ခေါက်မှန်ရှိမှရက်မိခဲ့ပဲမိမိရဲ့ပုံရိပ်ကကိုယ်နဲ့တစ်ထက်တည်းကြရလားဆိုတာကိုတေချာလေးသတိထားကြည့်ဖို့မမေ့ပါဘူးနော်။အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ထိတ်လန့်ခြောက်ခြားဖွယ်ရာဇာတ်လမ်းတွေကိုအမြဲတမ်းမပြတ်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးကြပါဦးဇာတ်လမ်းလေးကိုကြိုက်နဲ့တတ်တယ်ဆိုရင် like နဲ့ share လေးလုပ်ပြီးအားပေးခဲ့လို့ရပါတယ်နောက်ထပ်ရင်ပူစရာဇာတ်လမ်းအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်